ငဖဲကြောပါမယ်ငဖဲကြောပါမယ်မေခီးသွားနေရှင်ကိုယ့်ကိုကြိုက်တာကိုယ့်ကိုချက်စားပါတယ်အမေကငဖဲလုံးလုံးမကြိုက်ပါဘူးငဖဲလေးတွေကိုဒီလိုလေးလုံးဖဲလေးကိုလက်မှာမကတ်အောင်စီလေးစွပ်ပြီးတော့ကင်ပါတယ်စီလေးစွပ်ပြီးကင်ပါတယ်အားမှာဖဲမကတ်တာပါဒီလေးကိုစားလေးနဲ့ဒီစိမ်ပါမယ်အားမှာကိုယ်လေးတေးပါပါဟိုကတဘာဝရှာတော့ခါကျက်ဥတွေပါခါကျက်ဥဖြောတော့ကို90တာတော့ဝဲလာတယောက်တည်းခန်းရင်လေးကတော့90တာကိုဒီမှာလဲတီးထားပါတယ်ခန်းရင်လေး90တာကျက်ဥ90တာဒီလာပါတယ်ဒါလေးကငဖဲကြော်ပြီးပါပြီချက်ဒါလေးကတော့သားရည်သမီးတွေအတွက်ကြက်မြင့်ကြက်တဲ့ပြုတ်ပါမယ်သားနဲ့သမီးအတွက်ပါဒီမှာသမီးဒီမှာသားနဲ့သမီးအတွက်ကြက်မြင့်ကြက်တဲ့မေမေကငဖဲချက်သားတို့ကကြက်မြင့်ကြက်တဲ့ဒါကကြက်မြင့်ကြက်တဲ့ပြုတ်သားရည်သမီးတွေအတွက်လည်းချက်ပါလေသူမရှိရချင်းဖြစ်တယ်လို့ကြွေးမှကြောက်လို့တဲ့တေချာမှာတော့နော်ငငယ်အဲ့လိုမလုပ်ပါဘူးနော်ကြွေးပါလေဒီမှာကငဖဲချက်ဖို့ခန်းရင်ဒီအဲ့လိုပဲဝါဦးချက်ဝါဦးစားဒါကကြက်မြင့်တဲ့ပြုတ်ဒါလေးကငဖဲပါဟောမေးလို့ယူပဒါနာလေးပြအောင်မယ်နော်လိုပဲတယောက်ထဲတော်ရီရိုက်ဝိုင်းနေပဲဒါကိုပြောကဲမနက်တော့ငဖဲကြလေးရပါပြီညတာမစားတော့မနက်တော့ကြိုချက်ထားပါဆက်ကြပါအောင်ခဏလောက်နေစီပြန်ချလို့ရပါပြီဖဲချက်